ကျွန်တော်ဒီနေ့ညီကိုတွေကို share ချင်တာကတော့ heat pump လေးတစ်ကြောင်းပေါ့နော် heat pump ချီလာမဟုတ်ပါဗျheating ကိုပေးတဲ့အပူပေးတဲ့ချီလာလေးဆိုတော့ heating ကိုပေးတဲ့ကြောင်း heating ကိုအတွက်သုံးတဲ့ကြောင်း heat pump လို့ပဲခေါ်တာပေါ့နော် heat pump ဒီချီလာလေးကဒီချီလာလေးကဒါ heat pump ခေါ်တာပေါ့နော်ချီလာမဟုတ်ဘူးအေးကိုထုတ်တဲ့ aircon တို့ချေဝါတာကိုသုံးရင်တဲ့ချီလာဆိုရင်ချီလာလို့ခေါ်ပြီးတော့အပူပေါ့နော်အပူထုတ်ပေးတဲ့ condenser အပူကိုသုံးတယ်ဆိုရင် heat pump လို့ခေါ်တယ်ဒီချီလာလေးကြောင့်ကျွန်တော်ပြောချင်တာဓမ္မကြီးဒါချီလာလေးကလဲနေတယ်ဒီ heat pump ပေါ့နော် heater လေး heat pump ဒီ heat pump လေးကလဲနေတာပေါ့နော်လဲနေတဲ့ခါမှာဒီမှာသူ့ရဲ့ set point ကဓမ္မကြီးသူက heating မှုရှိတယ် cooling မှုရှိတယ်ကျွန်တော်ကဒီကောင်ကို heating မှုသုံးတဲ့ကြောင့် hot water ဆိုတော့80 degree celsius เนาะလိုချင်တာ80 degree celsius သူက set point ဟုတ်ပြီเนาะဒါ80 degree celsius မှာဒီကောင်ကိုကျွန်တော်တို့ကဒီမှာကြီး differential to start 85ဆိုရင်ဒီကောင်ဒီ heat pump လေးကလဲမယ် differential to stop က4ဆိုတော့84 degree celsius ဆိုရက်မယ်ပေါ့เนาะဒါက heating ကိုသုံးတဲ့ကောင်เนาะဒီမှာ function တစ်ခုရှိတယ် cooling ကိုလည်းသုံးလို့ရတယ်ဒီချီလာheat pump ဆိုတော့ heating လည်းရတယ် cooling လည်းရတယ် cooling ဆိုရင် cooling ပဲရမယ် heating ဆို heating ပဲရမယ်ဒီကောင်က heating တီးတန့်လောက်ထားတာပေါ့နော် heating တီးတန့်တော့ထုတ်ထားတာ80 degree celsius ပေါ့နော် heating တဲ့ function ကိုသုံးထားတာပေါ့နော်ဟုတ်ပြီဒီမှာကြည့် condenser လေးပြင်းက80.3 ဖြစ်နေ84ဆိုရက်မယ်နော်ဒီ compressor လေးကရက်သွားမယ်နော် heating မှုနဲ့ရက်သွားမယ် supply က80 return 85နော် supply က80 return 85ချေဝါတာကတော့20နဲ့24ဒါချေဝါတာကိုချီလာမတုတ်ထက်မတုံးထားတော့ချီလာချေဝါတာကိုသူက econo အလုံးမလုပ်ဘူးဒီ condenser လေးပင်းနဲ့ပဲအလုံးလုံးမယ်နော် set point က80 differential to store က4ဆိုတော့84ဆိုရက်မယ် differential to start က5ဆိုတော့80 minus 5ဆိုရင်85ဆိုပြန်လဲမယ်ဒါ heating မှုပေါ့နော်ဟုတ်ပြီအဲ့ဒီအလေးကိုကျွန်တော်ကြုံလုံးလေးချင်းချင်းညီကိုတွေကိုဒီကောင်က VSD လေးနဲ့လဲတာနော် VSD လေးနဲ့လဲတာဒီ heat pump လေးကဒီကောင်လေးကဓမ္မကြီး made in France ပြင်သစ်ထုတ်တာเนาะ made in France ကောင်လေးက made in France ထုတ်တာပြင်သစ် model ကဓမ္မကြီးတန်60လေးเนาะတန်60ချီလာလေးเนาะဒီကောင်လေးကစက်တွေကိုအပူပေးတဲ့ကောင်เนาะအသုံးပြုတဲ့ဓမ္မကြီးအသုံးပြုတဲ့ gas က515เนาะ515 gas เนาะ28 kg เนาะ515ဒါကဒီမှာ refrigerant ကိုသုံးတာเนาะဒီကောင်တန်60လေးပြင်သစ်ထုတ်ဟုတ်တယ်เนาะဒီကောင်လေးဟုတ်ပြီဒါက BSD လေးเนาะဒီမှာ TR200 ဆို BSD နဲ့လည်းheat pump လေးပေါ့เนาะ heat pump လေးအဲ့ဒါကိုကျွန်တော်ပြချင်တာဒီကောင်เนาะဒီ heat pump လေးမှာကျွန်တော်ပြောချင်တာကဒီမှာ refrigeration cycle အကြောင်းကျွန်တော်ရှင်းပြမယ်เนาะ compressor เนาะ compressor ရှိပြီ compressor ပြီးရင်သူက discharge pipe ပေါ်မှာ discharge pipe เนาะ discharge pipe ကဘယ်ကိုလာလဲဆိုတော့ဒီမှာဒါ discharge pipe ဒီ discharge pipe ကဒီကနေလာပြီးတော့ wine separator ထဲကိုဝင်တယ် wine separator ဝင်ပြီးတော့ C နဲ့ gas ကိုဒီမှာခွဲတယ်เนาะ C နဲ့ gas ကိုဒီမှာခွဲတယ် C ကဘယ်ရောက်သွားမလဲဆိုရင်အောက်ခြေကိုရောက်သွားမယ် gas ကဒီကနေသွားပြီးတော့ဘယ်ဝင်လဲဆိုတော့ဒီက condenser ဒီplate heat exchanger condenser ကိုသုံးထားတယ် plate heat exchanger condenser ကိုသုံးထားတယ် gas ကပေါ်ကဝင်မယ်ဝင်ပြီးတော့ဒီမှာ cooling tower water condenser water ပေါ့ဗျာဒါ condenser water เนาะ condenser water ကနေအေးခံပြီးတော့ဒီ gas ကအေးခံပြီးတော့ဒီ heat exchanger ရဲ့ condenser ရဲ့ plate heat exchanger ထဲမှာ vapor က liquid ဖြစ်ပြောင်းမယ် cooling tower ရေနဲ့အေးခံပြီးတော့အဲ့ဒီ liquid ကဒီကနေဝင်လာပြီးတော့ဒီမှာ expansion bar เนาะဒီ expansion bar ကနေပါ expand ဖြစ်ပြီးတော့မှ evaporator heat exchanger ထဲဝင်မယ်เนาะဒီလိုကြောင့် evaporator ဝင်ပြီးတော့မှသူကချေဝါတာနဲ့အေးခံပြီးတော့သူကဒီမှာအပူဆုပ်ပြီးတော့ vapor ဖြစ် compressor ထဲပြန်ဝင်သွားမယ်เนาะ compressor section ကနေပြန်ဝင်သွားမယ်ဒါဆိုရင် refrigeration cycle เนาะအဲ့ဒီမှာ refrigeration cycle မှာ compressor section ကိုကြည့်တယ် pressure transducer ရှိတယ်ချေဝါတာ window center ရှိတယ်ဟုတ်ပြီเนาะဒါကတော့auto reliever pressure မြင့်သွားရင် relief ဖြစ်ပြီးတော့ auto relief ဖြစ်ပြီးတော့ဒါ evaporator side ကနေ gas က pipe ကနေအပေါ်ကိုဆွန့်မယ်အမှနောက်တစ်ခုက discharge pipe မှာလည်း
auto high pressure reliever ရှိတယ် this reliever နဲ့ဒီကောင်ထွက်ပြီးတော့ဒီပေါ်ထွက်သွားမယ် gas ကသူ့ရဲ့သတ်မှတ်တဲ့ pressure နဲ့များရင်ဒီကောင် auto release လုပ်မယ်ဟုတ်ပြီနော်နောက်တစ်ခုပြချင်တာက refrigerant cycle ပြီးသွားရင်နောက်တစ်ခုပြချင်တာကဒီကောင် C10 wine separator ဒီ C10 ထဲမှာပြန်ပြီးတော့စစ်ယူထားတဲ့ C တွေကိုသူက compressor ကိုရဲ့ bearing နေနဲ့ male and female rotor တွေကို lubrication လုပ်ပေးရတယ်ဟုတ်ပြီနော်အဲ့ကောင်လေးကပြန်လာတယ် C10 နဲ့ C ကနေမှလာပြီးတော့ဒီကနေဒီမှာ heat exchanger တစ်ခုထပ်ရှိတယ်ဒါကဘာလဲဆိုရင် wine cooler heat exchanger C ကို lubrication C ကိုအေးခံအောင်လုပ်တဲ့ကောင်ဒီကနေဝင်ပြီးတော့ဒီကနေသွားပြီးတော့ pitcher pipe ကနေ compressor lubrication ပြန်လုပ်ပြီးတော့compressor နဲ့ lubrication ပြန်လုပ်ပြီးတော့ pitcher gas နဲ့ပြန်ဝင်လာပြီးတော့ gas နဲ့လူပြန်လာပြီး wine separator မှာပြန်ခွဲတယ်သူ့ရဲ့အလုပ်ကဒီ wine cooler heat exchanger လေးကဘာလုပ်လဲဆိုရင်သူကဒီ wine temperature ပေါ့နော် supply wine ကအရန်ပူသွားမယ်ဆိုရင်ဒီ line ကရန်ပူသွားမယ်ဆိုရင်သူကဒီ C line ကိုအေးဖို့အတွက်သူက heat exchanger plate လေးတက်ထားတယ်ဒီ heat exchanger plate လေးကဘာလေးတက်ထားလဲ thermostatic expansion မှာတက်ထားတယ်နော် thermostatic expansion မှာတက်ထားတယ်အဲ့တော့ဒီ thermostatic expansion ဘာလေးကဘယ်မှာ join ထားလဲဆိုတော့ဒီမှာ liquid line condenser အောက်ရှိကနေ sub cool liquid ပေါ့နော် sub cool liquid ကဒီကနေလာတယ်လာပြီးတော့ဒီကိုဝင်တယ် expansion ဘာလေးပွင့်တယ် expansion ပွင့်ပြီးတော့ဒီကနေပြန်ပြီးတော့ vapor gas ကဒီဘာဝတာလည်းပြန်ဝင်သွားတယ်เนาะတော့ဆိုတော့ဒီ thermostatic expansion ဘာလေးကဘာပေါ်မူတည်ပြီးလုပ်တယ်ဆိုရင် wine line ဒီချက် wine line မှာရှိတယ် temperature ပေါ်မူတည်ပြီးစံသာမူတည်ပြီးတော့ဒီကောင်ကိုအဖွင့်လုပ်တယ်เนาะအဲ့တော့ဒီကောင်ပေါက်ထိမိတယ်တော့ wine temperature ဒီမှာကြည့် wine temperature ရဲ့ temperature မြင့်တာနဲ့ဒီကောင်ဖွင့်ပေးတယ်เนาะဒါ wine line ဒီ system လေးကဒီမှာကြည့်ဒီကောင်လေးကပန့်လေးနဲ့ဒါက condenser water pump ဒီပန်လေးကကျွန်တော်လည်းငကိုလိုတစ်ခါမတွေ့ဘူးဒီရောက်မှဒီ site မှာတွေ့ဘူးလားရန်စေးကြည့်တယ်ဒီပန်လေးကသူ့မှာကိုပိုင် BSD လေးနဲ့လဲတာဒီပန်လေးကကိုပိုင် BSD လေးနဲ့ဒီမှာကြည့်ဒီပန်လေးကကိုပိုင် BSD လေးနဲ့လဲတာเนาะဒါက condenser water pump ဒီမှာရှေး water pump ကလည်းကိုပိုင် BSD လေးနဲ့တာဒီပေါ်မှာသူ့ရဲ့ဟိုကိုတိုင်းလို့ရတယ်ဗာလဲဆိုတော့ပန့်ကို control လုပ်လို့ရတယ်အဲ့ဒီပန့်ကဘာနဲ့လုပ်လဲဆိုရင် differential temperature နဲ့လုပ်တာနော်ဒီမှာ differential temperature အဝင် temperature အထွက်တမြောက်မူတည်ပြီးတော့ဒီကောင်လေးကsorry မှားလို့ဒီပန်လေးကဒီကောင်လေးကဒီမှာ flow switch နော်ဒီပန်လေးက flow switch ကိုဒီပေါ့နော်ဒီ differential temperature ပေါ်မူတည်ပြီးတော့ဒီကောင် speed ကိုထိန်းတဲ့ကောင်နော် control လုပ်မဲ့ကောင်ဟုတ်လားဒီအဝင် temperature နဲ့အထွက် temperature မူတည်ပြီးတော့ဒီမှာ control လုပ်မဲ့ကောင်ဒီပန်လေးကဒါခြေ water ပန်မှာကိုပိုင်ပန်လေးနဲ့နော်ဒီကောင်လေးကပန်လေးကမိုက်တယ်ဈေးလည်းရမ်းကြီးတယ်ဒီကောင်လေးကခြေ water pump condenser water pump เนาะကိုပိုင် control နဲ့ VSD ဒါ VSD လေးเนาะVSD လေး speed ကိုအဝင် temperature ထွက် temperature မူတည်ပြီးတော့ speed ကိုထိန်းတဲ့ကောင်ဒီကောင်လေးကเนาะ3 way motor driver ရှိတယ်เนาะဟုတ်ပြီဒီ system လေးကမိုက်တယ်ဒါကစက်ကိုအပူပေးတဲ့ကောင်เนาะစက်တွေကိုအပူပေးတဲ့ကောင်sorry စက်တွေကိုအပူပေးတဲ့ကောင်ဟုတ်တယ်เนาะဒီမှာရှိတဲ့ machine တွေကိုအပူပေးတဲ့ကောင်အဲ့တော့ဒီမှာကြည့်ဒါevaporator heat plate exchanger ဒီမှာကြည့်ဒီမှာ evaporator တန်းတွေ့လားနော် evaporator supply water supply ဒီ supply pipe က heat exchanger ရဲ့အပေါ်ဝင်ပြီးတော့ return pipe ကဒီကနေပြန်ပြီးတော့ထွက်ပြီးတော့ပြန်သွားတယ် condenser မှာလည်းဒီမှာကြည့် condenser supply pipe တွေ့လားဟိုအောက်မှာ return pipe ဝင်တယ် supply ပြန်ထွက်သွားတယ်ဟုတ်တယ်နော်ဟောဒီ system လေးကကျွန်တော်အရင်သဘောကျတယ်ဘာလို့လဲတော့ချင်းလေးနဲ့ဒီ heat exchanger လေးကဒီ heat pump လေးကအလုပ်လုပ်လို့ရတယ်နေရာလေးအများကြီးမယူကျွန်တော်ထင်ပါတယ်အမြင့်က10ပေလောက်တောင်မရှိဘူးအကျယ်က1ပေပဲရှိတယ်နော်ဒီလာလေးကအရန် compact ဖြစ်တယ်ကျွန်တော်သဘောကျတယ်ဒါလေးကိုနော်ဒါ heat pump ချီလာဖြစ်လဲသုံးလို့ရတယ် heat pump ဖြစ်လဲသုံးလို့ရတယ်ဒီကောင် function တစ်ခုသုံးလို့ရတယ်နော် heat pump ဆိုတာကအပူပေးတဲ့သုံးမယ်ဆိုရင် heat pump ဖြစ်သွားပြီးတော့အေးကိုသုံးမယ်ဆိုရင်ချီလာဖြစ်သွားတယ်အဲ့တော့ function တစ်ခုပဲသုံးခွင့်ရှိတယ်ချီလာဖြစ်သုံးမယ်ဆိုရင်ချီလာပဲသုံးလို့ရတယ် heat pump ဖြစ်သုံးမယ်ဆိုအပူဖြစ်သုံးမယ်ဆိုရင် heat pump ဖြစ်သုံးလို့ရတယ်နှစ်ခုပြိုင်သုံးလို့မရဘူးအဲ့ဒါကို heat pump လို့ခေါ်တယ်ဟုတ်ပြီနော် heat recovery ကြရင်တော့အေးလည်းသုံးလို့ရတယ်အပူလည်းတစ်ပြိုင်နဲ့သုံးလို့ရတယ်ဒီကောင်ကတစ်ပြိုင်နဲ့မှာအေးပဲသုံးမယ်ဆိုအေးပဲ
အပူပဲသုံးမယ်အပူပဲအေးနဲ့အပူရောသုံးလို့မရဘူး heat recovery ကအေးရောအပူနှစ်ခုလုံးရောသုံးလို့ရတယ်ဒါက heat pump ဖြစ်သုံးထားတာဟုတ်ပြီနော်ဒီချီလာလေးက train Germany ကနေဒီကောင်ဒီဘက်ကိုပို့ထားတာစင်ကာပူပို့ထားတဲ့ကောင်လေးသူတို့စိုက်မှာဒါပြင်သစ်ထုတ်လေးဒါက screw compressor လေးနော် screw compressor လေးဒါက screw compressor okay ကျွန်တော် display တွေကျွန်တော်ပြမယ်နော်အဲ့ဒီမှာကြည့်ဒီပါဝါနှိပ်ကြည့်လိုက်ဒီပါဝါအကြောင်းကိုကြည့်မယ်ဆိုရင်ဒီမှာကြည့်ဒီပါဝါတဲ့ return က24 supply က22တွေ့လားရှေးဝါတာဟိုကပြန်လာတာ24ရှီလာထွက်သွားတာ20နှစ်ဒါကိုမသုံးထားဘူးเนาะဒီပါဝါအပူက5เนาะအပူက5နောက်ပြီးတော့ဒီပါဝါ saturated ကဒီမှာစက်ကွန်เนาะဒါဒီပါဝါ expansion bar က37 condenser ကိုကြည့်မယ်ဆိုရင်လည်း condenser ဒီမှာကြည့်စက်တွေကပြန်လာတာက94ဒီချီလာဟိပန်ထုတ်ပြီးတာ80ကျွန်တော်စက်ပွိုင်း80မို့လို့လေเนาะစက်ပွိုင်းကဒီမှာအတစ်စက်ပွိုင်းကအတစ်ဝါတာစက်ပွိုင်း89ပြတာเนาะ89မို့လို့ဒီမှာ89ဟုတ်ပြီเนาะ89မှာမြင်တယ်အတစ်ဟောဝါတာစက်ပွိုင်းတွေ့လား89ဒါကြောင့်မလို့89.5မထိန်နဲ့ return 84เนาะ condenser အပူက 0.7 ဒီမှာကြည့် expansion မှာ37 saturated gas temperature 80.2 ဟုတ်ပြီเนาะဒီမှာ compressor ကိုကြည့်မယ် compressor မှာဆိုရင်ဒီကောင်က90ဒီမှာ61ရာခိုင်နှုန်းလဲနေတယ်ဒီမှာ start block ရှိတယ်ဒီမှာ condenser pressure ရှိတယ် compressor session က31 degree celsius เนาะ14ရှိတယ် point pressure ကဒီလောက်ရှိတယ်ဒီမှာကြည့် point temperature 85ရှိတယ်เนาะဒီ85 point temperature 85ဖြစ်တာနဲ့ဒီပိုင်းနဲ့80ကျော်တာနဲ့ဒီ thermostatic expansion bar လေးကဒီကောင်လေး80ကျော်တာနဲ့ဒီကောင်ကပွင့်မှာဒီကောင်ကပွင့်ပြီးတော့ဒီဘက်ကို gas ဟိုထုတ်ပေးမှာgas ကwine temperature ကိုချော့ကြအောင်ဒီheat wine cooler COA ပြတဲ့အချိန်ညာလေးကလှုပ်မှာဟုတ်ပြီနော်နောက်မော်တာမှာဆိုလဲဒီမှာကျွန်တော်ပြမယ်ဒီမှာကြီး DC ပို့တွေ့လား DC ပို့က954ဒါကြောင့်မလို့ပါဒီကောင် VSD မို့လို့ DC ပို့ပြတာเนาะ VSD နဲ့လဲတာဒီ heat pump လေးက VSD နဲ့လဲတာဟုတ်ပြီเนาะဟုတ်ပြီเนาะဒါဆိုရင်ဒါ heat pump လို့ခေါ်တယ်เนาะအပူပေးလို့ခြေလာရှိတယ်အေးပေးတာခြေဝါတာဟိုဘသုံးတယ်ဆိုရင် heat လာလို့ခေါ်တယ်အပူကိုသုံးမယ်ဆိုရင် heat pump လို့ခေါ်တယ်ဒီကောင် heat pump ဆိုရင်အပူသုံးခြင်းအေးသုံးလို့မရဘူးအေးသုံးရင်အပူသုံးလို့မရဘူး heat recovery ဆိုရင်ချီလာမောင်းနေချိန်မှာနှစ်ခုလုံးသုံးလို့ရတယ်ဒါ heat pump ပိုက်နှစ်ချောင်းနဲ့ဟိုကောင်ပိုက်အောင်ဟောပြထားလိုက်တော့ controller တွေအကြောင်းကျွန်တော်ပြောမယ် controller တွေအကြောင်းပြောမယ်ဆိုရင်ဒါကစင်မျိုး AN ဆိုခေါ်တဲ့ချီလာ controller ဟုတ်နော်အဲ့တော့ဒီမှာက power module နော် power module ပါမယ် AC ကနေ DC တောင်းပြီးတော့ဒီအောင်ရှိ DC တွေလွတ်မယ်ဒါက chill water flow switch control module ပါမယ်ဒါကဘာပါလဲတော့ compressor heater ပါမယ်compressor heater wine tank heater ပါမယ်เนาะဒါက recover kilowatt meter ကိုသုံးတဲ့ကောင်ဟုတ်ပြီเนาะဒါက flow switch ဒါ control ဟုတ်ပြီဒါလေးကိုဒါ VSD လေးနဲ့လဲတာဟုတ်ပြီเนาะဒီချီလာလေးကိုကျွန်တော်ပြောပြတာဒါက 3 step ဆိုလိုလိုက်ဒါက low and low ဆိုလိုလိုက်ဟုတ်ပြီเนาะကျွန်တော် site မှာဆိုဒီကောင်လေးတစ်လုံးမှရှိတယ်ဒါတော့မှဂျာမနီက site ကလာလောက်တာเนาะဒါလေးကဟောဒီမှာ wine heater เนาะ wine heater ဒါက expansion တစ်ပိုင်းဒါကတော့ wine cooler thermostatic expansion bar ဟုတ်ပြီเนาะဒါညီကိုတို့ကြုံလို့ဒါလေးက heat pump လေးလို့ခေါ်တယ်เนาะဒီကိုတွေကိုကြုံလုံးလေးပြောပြတာပြတာဒါတွေ့ရခဲ့တယ်ဒီဟာလေးကဒါကတော့ Ethernet ခေါ်တယ်ဗျ internet နဲ့ဒီကောင်ကဟိုပို့တာဂျာမနီကိုပို့ပြီးတော့ဂျာမနီကလူကလှမ်းပြီးတော့ monitor လုပ်တာဒီအမကြီးတဲ့ချီလာ running parameter ကိုဒီ heat pump လေးရဲ့ running parameter ကိုသူကကျွန်တော်တို့က Ethernet နဲ့ချိန်ပြီးတော့
wireless နဲ့ချိန်ပြီးတော့ internet နဲ့ချိန်ပြီးတော့သူတို့ IoT နဲ့လှမ်းပြီးတော့ကြည့်တာ system ကိုဂျာမနီကနေလှမ်းကြည့်တာเนาะဒီကောင်ဟုတ်ပြီဒါပါပဲဒီကောင်လေးကတော့ BSD 50နဲ့လဲနေတယ်ဟုတ်ပြီဒါပါပဲဒီကိုလေးကိုကျွန်တော်ပြချင်တာဒီလောက်ပဲเนาะဒါလေးပဲဒါလေးကမိုက်တယ်ကျွန်တော်ဒါလေးသဘောကျတယ်ကွန်ဒန်ဆာ water bank BSD လေးနဲ့လဲတာရှေး water bank BSD လေးနဲ့ပဲလားเนาะဒါ 3 way ပါ 3 control ပါ